အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ PB ချမှာဖြစ်ပါတယ်။ဩ critic spy ပဲလေးတက်ပြောင်းလာ PB ချညာ1 2 3ဒီနေ့ကတော့ချမှာဖြစ်ပါတယ်။ဘာလဲ fight တယ်ဆိုတာညစ်တာမဟုတ်ပါဘူး။ဘာလဲမချကြလို့ fight နဲ့မှညစ်ပြပါဖြစ်ပါတယ်။ fight နဲ့ညစ်ပြမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဟိုသားမှာကြာမချကြလို့ပေါ့နော်အဲ့ဒီကောက်ထွက်ပြေးနေပါပြီ။ fight ကိုတွန်းချမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီကောကဘာလဲသိမပြောချင်တွန်းချပြီးမှပဲရတော့အဲ့လိုညစ်ပြီးမှပဲရမှာပေါ့နော်အဲ့လိုပဲညစ်ပြီးမှရတော့ရပါတယ်ရပါအဲ့လိုလွင့်အောင်ပဲလုပ်တာပါပြီးရအဲ့လိုကြောက်လေးနဲ့တွန်းချပြီးမှာပေါ့နော်ဒီနေ့ဗီဒီယိုတိတ်မတင်ဖြစ်တာတော့ဗာလဲနေမကောင်းလို့ပါဒီဖေလိုးမမျိုးနွေမตาမျိုးနွေကနေစင်းတက်လာဒီကောဘာဖြစ်နေမဟုတ်သေးဘူးထင်တာမင်းအီးဖို့တော့မကြိုးစားနဲ့ဘာဖြစ်နေဒီကောနည်းနည်းကောက်ဝေါကောက်ပါတယ်သူတိုင်းနဲ့ကျူတာပို့မှပြောတယ်အေးမင်းကောက်လောက်တာလောက်ကောက်လောက်ငါတော့လက်ပတ်ရိုင်မှာအချောက်ခုကွနဲ့ပြေးငါနင်းတမတ်နော်ငါမတ်ဒီလောက်လိုက်ကောင်မငါမတ်ဒီစေမတ်ဒီကအစိမပြေနင်းတမတ်ရရင်နောက်ထပ်လီမှာရိုက်တေးရောပဲတတ်မှာမင်းမตาလေးလာခဲ့တစုတသေးလာကြပါလာကြဟေးမလာကြတဲ့လူတသေးဗာလဲမသိတော့အဲ့ဒီတချင်းကိုတီထွင်တဲ့တချင်းမှာရှောက်ဆိုတဲ့တချင်းဟဲ့ရောက်ရဲ့မตาမိုးကြီးရကြွလာပြီလို့မตาမိုးလည်းကိစ္စမရှိဘူးကွာဇွန်ဘီတွေလိုက်စတာပါဗျာလာတယောက်ရဲ့ငါမှာထွန်းတန်းအန်တာရ10ကြောင်းယူထားတာစတယ်ပါဗျာ3ကြောင်းပါပဲငါစီကန်ချိုးဖောက်တွေထဲမှာမပါဘူးเนาะပြီးမှခဏရှုံနေတာတော့မပြောနေပါတော့ဗာလဲစောက်သုံးမကြလို့ခဏရှုံနေတာစောက်သုံးမကြလို့ရှုံတာဖြစ်ပါတယ်နည်းဗာလဲလိုးနေတယ်ထင်တယ်မျက်ရှိရောက်စောက်ဘွိုးဟဲ့နေ as ဒမင်းဘလောက်လဲဟဲ့ရောက်ဟဲ့အေးကိုငါဆက်နေတော့မှမင်းရိုက်လက်သွေးတဲ့ခဏလေးပြန်ပြေဘာလို့လဲမသိဘာလို့လဲလားမိုးချုပ်ရေကစားမယ်ပြောစရာကြီးဘဝမှာပျော်လွန်းလို့တမရပြီဟဲ့ဝူးပြောစရာဟဲ့
ပြောဖို့ကောင်းလိုက်တာအန်ဒါဖေးတာရှိဘလောက်ကောင်းပြေပြောတယ်မင်းငါနောက်လိုက်ငါနေနောက်ပြန်လိုက်ပြီအောင်လှုပ်တယ်မတာလေး3မှတ်စီပဲလှုပ်လိုက်ကောဗီဒီယိုရှေ့သွားမှာ3မှတ်စီလှုပ်လိုက်โอเคလားလို့ဟဲ့ရောက်โอเคလား3မှတ်စီပဲလှုပ်လိုက်ဗီဒီယိုတအားရှေ့သွား3မှတ်စီတယောက်တပွဲစီနိုင်တာဖြစ်ပါတယ်ပြေးတာပါကောက်ပြေးတာပါပြေးပါငါမှတူတန်းအတိုင်းတချောင်းရှိသေးပါနဲ့မှတချောင်းပဲကြံပါတယ်ပြေးလေအိုးမိုးကြပြပျော်စရာကွာအဲ့ဒီဗလီသက်ခင်ကပြစ်ချလိုက်ဘလောက်ထိကန်ကောင်းလိုက်ငါချွေးပြန်တယ်လက်မှာနားလို့ရလည်းမရအောင်ဗီဒီယိုတအားရှည်သွားမယ်ကွာ2မှတ်စီလုပ်လိုက်ကောင်းပါတအားရှည်လည်းအဆင်မပြေဘူး6မှတ်မနစ်စာပဲရမှာငါတို့က12မိနစ်ကျော်တင်လို့အဆင်မပြေလောက်ကြပါလားကဲရပါဒီကောင်ဒီမသားလေးကိုမြတ်သေးအောင်လုပ်ပေးပါတော့2မှတ်စီပဲတယောက်2မှတ်စီဒီဗီဒီယိုလေးနိုင်ခဲ့တော့ဗာလေ like subscribe လေးလုပ်ခဲ့ပေးကြပါလို့ဗာလေအင်းနာနိုင်ခဲ့တော့ like subscribe ဗာလေပလီးသက်ခင်နိုင်ခဲ့တော့ဘာမပေးပါနဲ့ comment လေးပဲရေးကြပါလို့လာကြဘဲလီတွေလာကြဒီကဘာပြန်ဗီဒီယို2မှတ်စီကွာတယောက်2မှတ်အစေးမပြေဘူးသိရကြနဲ့ချီးတုပ်သိလောက်ကြပါလားကြကြပါဟေးတယောက်3မှတ်စီတယောက်3မှတ်စီဘယ်10မိနစ်ပြည့်တော့ဗာလေတိတ်ရကြရတော့နိုင်ဗာလေ10မိနစ်ပြည့်လို့ဗာလေဗလီသက်ခင်2မှတ်ရှိမယ်ကွာငါ1မှတ်တည်းဆိုတော့ဗလီသက်ခင်နိုင်မှာဗောနော်ဗာလေ10မိနစ်ပြည့်သွားလို့2ယောက်လို့2မှတ်စီဆိုတော့တိတ်ရကြโอเคကန်ကောင်းလိုက်လားငါ့ဖယားကြီးကကဲတင်ခဲ့တာလက်ပေါက်ရမတဲလိုက်တာမိမိတို့ဆိုသည်မလက်ပေါက်မတဲချေတတရားလေးချေဆိုသည်ဟုတင်သာကိုရတော့အပြည့်ဘာလည်းမသိတော့ဝေါဘလောက်ကောင်းလိုက်မိမိတို့တန်တရားလေချင်းဆိုအကြောင်းရင်းကိုမိသည့်တိုင်အောင်ကြည့်လျှောက်ပြစ်ဗာလဲကြည့်လျှောက်တော့တန်တရားလေချင်းအပြစ်များထွက်ပြေးရချင်းမသိတော့ပါဘူးဟဲ့ရောက်ရဲ့ဒီတပွဲကနိုင်မှတရေကြမလို့ဖြက်လန်းလေးနဲ့လောက်ပြရတော့ကွာပြေးတာအဲ့ဒါကြောင့်ငါထွတ်တော့အဲ့ဒါပေးမယူချင်တာပေးမိ7မိနစ်ပြည့်တော့မယ်လို့ကဲကြအောင်7မိနစ်ပြည့်တော့မယ်ကွာချီတော့ကြီးလို့အချောက်ကြီးကွာဒီဗလီသက်ခင်ရဲ့အချောက်ကြီးငါတတ်မှတ်လိုက်ဒီကောင်အချောက်ကြီးဆိုငါသိပါ့ကွာအချောက်ကြီး7မိနစ်ပြည့်တော့မယ်ခုတ်ချလိုက်ပါလားကွာငါနင်းကိုပတ်စံတသိပ်ပြီးမယ်ကွာခုတ်ချလိုက်ဗိုက်တယ်ခုတ်ချလိုက်အိုးတိတ်ဝိုင်းနိုင်ပါပြီ7မိနစ်
တေးကြပါကြီးလို့